ဒီလိုစပင်ကလေးတွေကတော့2026မှာထွက်စီလာမဲ့စပင်ကလေးဖြစ်ပါတယ်ခင်ဗျာဒီလိုကန့်ကလေးတွေကျွန်တော်တို့ရဲ့အဖိတ်ကလေးတွေထွက်စီလာမှာဖြစ်ပါတယ်ခင်ဗျာ2026ကျူစပင်ကလေးဖြစ်ပါတယ်ဒါကတော့မူလက်ကလေးနဲ့တောက်စီလေးခလဲကွဲလေးဗျာစပင်က3မျိုးရတဲ့ကလေးဖြစ်ပါတယ်ဒီကလေးကတော့ကျွန်တော်တို့ငယ်ငယ်တုန်းကညှက်ခဲ့တဲ့ဥမခွက်ကလေးတောက်ကလေးနဲ့ဗျာအဖိတ်တောက်ကလေးနဲ့2026မှာထွက်စီလာမဲ့စပင်ကလေးဖြစ်ပါတယ်ခင်ဗျာလာရောက်အားပေးလို့ရပါတယ်ဒီလိုခလဲကွဲလေးတွေရပါတယ်ခင်ဗျာနောက်ကိုစီထားရကြိုက်တဲ့ညီကိုတွေအတွက်အစီဦးတာတူတူလေးညှက်ချင်းတဲ့ညီကိုတွေတဲ့ဒီလိုကလေးမိုက်ပါရဲ့ကျွန်တော်တို့တွေဘေးတွေနောက်တွေအလုံးဝအပြောင်ဆင်းရင်းတဲ့ညီကိုတွေအတွက်ချက်ဖာကလေးဖြစ်ပါတယ်ခင်ဗျာဒါကတော့ line ထိုးခြင်းတဲ့ညီကိုတွေအတွက်ကျွန်တော်တို့ခေါင်းချွန်းတဲ့လူတွေအတွက်ကတော့ဒီလိုလေးညှက်ရင်တော့အရန်လိုက်ဖက်တယ်ပါတယ်ဗျာဒီကလေးကတော့2026မှာအဖိတ်လုံးဝဆရာကြလုံးပါလေခင်ဗျာထွက်စီလာမဲ့ဖိတ်ကလေးစစ်စမိတ်ကလေးနဲ့ဗျာအားလုံးပဲလာရောက်ညှက်လို့ရပါတယ်ခင်ဗျာဒါကတော့လုံးဝချောတော့တဲ့ကောင်လေးဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဒီလိုလေးတင်တာကြိုက်နေတတ်ရင်တော့တဲလေးပေးတော့ပါခင်ဗျာ